ကြာခင်ကျင်းပတော့မယ် UFC 323ရဲ့ဒုတိယမြောက် main event မှာရှင်ပြိုင်ကြမဲ့ flyweight တန်း champion ခပတ်လူပွဲဟာဂျိုရှူအာမန်အတွက်ကစားမဘွားသမိုင်းမှတ်တိုင်တစ်ခုစိုက်ထုတ်နိုင်မဲ့အရေးကြီးတဲ့ပွဲဖြစ်ပါတယ်။ဒါကြောင့်ဘန်ကိုတိုင်းလည်းရင်ခုန်စိတ်လှုပ်ရှားနေမှာဖြစ်သလိုကျွန်တော်တို့မြန်မာပြည်သက်တွေကလည်းပွဲကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့မစောင့်နိုင်တော့ဖြစ်နေပါပြီ။ပွဲချင်းပါမဲ့ရကမြန်မာစံတော်ချိန်နဲ့ဆိုရင်လာမဲ့ဒီဇင်ဘာ9ရက်နေ့မှာဖြစ်ပါတယ်။ဒီပွဲဥသာနိုင်ရရှိခဲ့မယ်ဆိုရင်ဘန်ဟာချန်ပီယံဆိုတဲ့ဂုဏ်ပိုးနဲ့တူစုချင်းငွေလည်းအများကြီးရရှိမှာဖြစ်ပါတယ်။နောက်ပြီး UFC flyweight တန်းမှာအသက်အငယ်ဆုံးနဲ့ချန်ပီယံဖြစ်တဲ့စံချိန်မှတ်တမ်းကိုလည်းရေးထိုးနိုင်မှာဖြစ်ပါတယ်။ရခိုင်အသက်ငယ်ဆုံး flyweight ချန်ပီယံစံချိန်ဟောင်းမှာဒီမီထရီယက်ဂျွန်ဆင်ကအသက်26နှစ်ရက်40နဲ့စံချိန်တင်ထားတာပါ။ဘန်ကအသက်24နှစ်ပဲရှိသလိုအပြတ်သက်တဲ့စံချိန်ဟောင်းကိုချိုးဖျက်ပြီးစံချိန်သစ်တင်နိုင်မှာဖြစ်သလိုဘန်ရဲ့စံချိန်ကိုနောက်လူတွေကထပ်မံချိုးဖျက်ဖို့လည်းခက်ခဲသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဂျိုရှူအာမန်ဖြတ်ကျော်ရမယ့်ခေါင်းလန်းကချန်ပီယံခပတ်ကို4ချိန်စတိုက်အောင်မြင်စွာကာကွယ်ထားပြီး5ချိန်မြောက်ကာကွယ်ဖို့ကြိုးစားလာမယ်လက်ရှိချန်ပီယံအလက်သန်နာပန်နိုဂျာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ပန်နိုဂျာက stand fight နဲ့ ground by နှစ်ခုလုံးမှာထူးချွန်တဲ့ကစားသမားဖြစ်ပါတယ်။ UFC မှာထိုးသက်ခဲ့တဲ့ပွဲစဉ်တွေထဲမှာတခါမှအလဲထိုးခံရမှုချင်းမရှိသေးပါဘူး။လက်ရှိ flyweight တန်းမှာနိုင်ပွဲအများဆုံးနဲ့ submission အများဆုံးကစားသမားလည်းဖြစ်ပါတယ်။ဒါ့အပြင်နောက်ဆုံးထိုးသက်ခဲ့တဲ့10ပွဲစတိုက်ကိုအနိုင်ရရှိထားတာကြောင့်ဘန်အတွက်ရင်ဆိုင်မှုသမျှပြိုင်ပွဲတွေထဲမှာပန်တိုဂျာဟာအခက်အခဲဆုံးပြိုင်ပွဲဖြစ်လာမှာကတော့လုံးဝအသေးချာပဲဖြစ်ပါတယ်။ပန်တိုဂျာဟာအသက်35နှစ်အရွယ်ဖြစ်ပါတယ်။ဒီအရွယ်ကခွန်အားအရှိန်တုံ့ပြန်မှုနီးစနစ်နဲ့အတွေ့အကြုံစတဲ့အချက်တွေအကောင်းဆုံးပေါင်းဆက်ထားတဲ့အရွယ်ဖြစ်ပါတယ်။ပန်တိုဂျာဟာ MMA ကစားသမားဘဝကို20နီးပါးကြာဖြတ်သန်းထားပြီးပြိုင်ပွဲအမျိုးမျိုးနဲ့ရင်ဆိုင်မှုတဲ့အတွေ့အကြုံရင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့်ဒီပွဲမှာဘန်ဟာအမှားနေဖို့နဲ့အမှားမလုံးမိဖို့အရေးကြီးပါတယ်။ပန်တိုဂျာလိုအတွေ့အကြုံရင်းတဲ့ကစားသမားမျိုးတွေကပွဲကစားခြင်းအတွင်းကိုပြိုင်ပွဲရဲ့အားနည်းချက်အပိုင်းကိုရှာဖွေတွေ့ရှိနိုင်စွာမြင်ပါသလိုပြိုင်ဘက်ကိုအမှားရင်းပေါ်လာအောင်လဲဖန်တီးယူနိုင်ပါတယ်။ပန်တိုဂျာကိုယ်တိုင်ကလည်းဒီပွဲကိုသူ့ရဲ့အတွေ့အကြုံကိုအသုံးချပြီးအနိုင်ယူမဲ့အကြောင်းပြောထားတာမျိုးရှိပါတယ်။အင်တာဗျူးတစ်ခုမှာပန်တိုဂျာပြောထားတာကဒီကောင်လေးကကျွန်တော်ရဲ့အခက်အခဲဆုံးစိန်ခေါ်သူဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်။သူကငယ်တယ်အောင်မြင်ခြင်းစိတ်ပြင်းပြတယ်။ကျွန်တော်လိုပဲပွဲတစ်လျှောက်လုံးအမဲလိုက်သူတစ်ယောက်ပါ။သူကစိတ်အားထက်သန်တယ်အရန်ပြင်းပြင်းထန်ထန်ထိုးသက်ရတာကိုသဘောကျတယ်။ဒါကြောင့်သူဘလောက်အန်ရရှိသလဲဆိုတာကျွန်တော်သိပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံကအားသာချက်တစ်ခုဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်တယ်။ကျွန်တော်ရဲ့ grappling ဟာ jiu-jitsu နဲ့အတူအဓိကကွာခြားချက်ဖြစ်လာနိုင်တယ်။အဲ့ဒါတွေကိုအသုံးပြုခြင်းအပြင်အသာလေးရနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးပြောထားပါတယ်။ဒါအပြောသက်သက်မဟုတ်ပဲပြိုင်ပွဲမှာပန်တိုဂျာတကယ်ကစားလာနိုင်တဲ့ပုံစံပါဂျိုရှူအာမန်လိုစထရိုက်ကာကောင်းတစ်ယောက်ကိုအပြန်အလှန်ရှင်ထိုးပြီးအလဲထိုးဖို့ကြိုးစားတာကစွန့်စားရကြပါတယ်။groundပိုင်းကစားပြီး submission နည်းနဲ့အနိုင်ယူဖို့ကြိုးစားတာကပိုပြီးလက်တွေ့ကျပါတယ်။ပန်တိုဂျာကဘရာဇီးနိုင်ငံသားဖြစ်တာကြောင့်ဘရာဇီးရိုးကဂျူဂျစ်ဆု BJJ ကိုကျွမ်းကျင်ပြီးခပတ်နဲ့ရရှိထားသူလည်းဖြစ်ပါတယ်။ BJJ ကပြိုင်ပွဲနဲ့မတည့်ရပြီး stand fight ရင်ဆိုင်ထိုးတာမျိုးမဟုတ်ပဲမြေပြင်တိုက်ခိုက်ရေးဦးစားပေးပြီးပြိုင်ပွဲကိုမြေပြင်သို့လှဲချကချုပ်ကွက်များနဲ့အနိုင်ယူတဲ့တိုက်ခိုက်ရေးစနစ်ဖြစ်ပါတယ်။ပန်တိုဂျာက ground ပိုင်းကစားဖို့အားထုတ်တဲ့အခါမှာခလင်ခိန်းကိုလည်းဘန်ဘက်ကပြင်ဆင်ထားဖို့လိုပါတယ်။ပန်တိုဂျာဟာတန်စကာနားမှာကပ်ပြီးထိန်းချုပ်ထားတဲ့ click game မှာအလွန်အားသာသူဖြစ်ပါတယ်။ဘန်ဟာ UFC မှာ clean နဲ့နန်နားမှာအချိန်ကြာရုန်းကန်ရတဲ့ထိပ်တန်းပြိုင်ပွဲနဲ့မရင်ဆိုင်ရသေးပါဘူး။ပန်တိုဂျာဟာဘန်ရဲ့ striking တွေကိုနှောက်ယှက်ဖို့အတွက်ဘန်ကိုတန်စကာနားကိုကျုံးသွင်းခေါ်သွားပြီးကလင်ထဲမှာဒူးတောင်စစ်တွေနဲ့ထိခိုက်စေခြင်းဒါမှမဟုတ်အဲ့ဒီကနေတစ်ဆင့်တိတ်တောင်းယူခြင်းကိုလှုပ်ဆောင်လာနိုင်ပါတယ်။ဘန်ဟာဒီလိုဖီအားကိုအချိန်ကြာခံနိုင်ရရှိဖို့လိုအပ်ပါတယ်။ပန်တိုဂျာရဲ့တိတ်တောင်းတိုက်ခိုက်မှုက9မိနစ်တချီတိုင်းမှာတစ်ခါလုံးအော်မြင်ထားတာပါ။ကျွန်တော်တို့ရဲ့ဘန်ကတော့ပြိုင်ပွဲကမြေပြင်သို့လှည့်ချတဲ့တိတ်တောင်းတိုက်ခိုက်မှုတွေကို81%အထိအော်မြင်စွာကာကွယ်ထားနိုင်တာကအားရစရာကောင်းပါတယ်။ဒါကလက်ရှိ UFC flyweight တန်းမှာကစားနေတဲ့သူတွေအားလုံးနဲ့မှာဘန်အကောင်းဆုံးဖြစ်နေပါတယ်။ဒါကြောင့် flyweight တန်းရဲ့တိတ်တောင်းကာကွယ်မှုအကောင်းဆုံးကစားသမားနဲ့တိတ်တောင်းတိုက်ခိုက်မှုအကောင်းဆုံးကစားသမားတို့ရင်အားပြိုင်မှုကိုမြင်တွေ့ရဖို့ရှိနေပါတယ်။နောက်ထပ်ဘန်ရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်တစ်ခုကတော့10မိနစ်အတွင်းမှာပြိုင်ဘက်ကိုထိအောင်တိုက်ခိုက်မှု 8.8 ဖြင့် UFC သမိုင်းတစ်လျှောက်မှာအမြင့်ဆုံးကစားသမားအဖြစ်စံချိန်တင်ထားတာဖြစ်ပါတယ်။ဒီစံချိန်ကဘန်ရဲ့ flyweight တန်းတစ်ခုထဲမှာမဟုတ်ပဲ UFC ရဲ့အမျိုးသား weight တန်း10ခုလုံးထဲမှာသမိုင်းတစ်လျှောက်ဘေကစားသမားကမှမရရှိဘူးသေးတဲ့စံချိန်မှာဒီစံချိန်ကိုဘန်ကစထရိုက်ကာသမားတစ်ယောက်အဖြစ်ကစားရင်ရရှိခဲ့တာပါစထရိုက်ကာကဘန်ရဲ့ပင်ကိုစတိုင်ပါပန်တိုဂျာနဲ့ပွဲကိုလည်းဘန်ကစထရိုက်ကာနဲ့ကစားမယ်လို့ခံမှန်းလို့ရနိုင်ပါတယ်ဒီတော့သူတို့နှစ်ယောက်ကစားလာနေတဲ့ပုံစံကိုအတူချုံပြီးပြန်ပြောရမယ်ဆိုရင်ပွဲစပြီဆိုတော့နှစ်ယောက်လုံးရေကုန်ရေခမ်းပြင်းကြမယ်ဗျာပန်တိုဂျာရဲ့ထိုးသက်တိုက်ခိုက်မှုတွေက ground ပိုင်းကိုသွားဖို့အတွက်ကျုံသွင်းတဲ့ချောင်းခွက်တွေဖြစ်နေလိမ့်မယ်ဘန်ကတော့လူငယ်ပြီးစထရိုက်ကာသမားပြီးထိုးမယ်ကန်မယ်ပန်တိုဂျာတစ်ချက်တိုက်ခိုက်ရင်သူကနှစ်ချက်ရအောင်တိုက်ဖို့အားထုတ်မယ်
ဒီလိုပုံစံနဲ့တပွဲလုံးကစားမှာပဲခေါင်းပိုင်းကိုမရောက်အောင်ကာဝယ်နိုင်ရင်ဘန်ကအားသာမယ်မကာဝယ်နိုင်တော့ဘန်အတွက်မလွယ်ဘူးပြောရမယ်ကာယကံရှင်ဘန်ကရောဒီပွဲမတိုင်ခင်ဘာတွေပြောထားလဲကျွန်တော်တို့သူ့ရဲ့အင်တာဗျူးတွေကိုလေ့လာကြည့်ရအောင်လူများစုကသူ့ကိုစိုးရိမ်စိတ်နဲ့ထိုးသက်ခဲ့ကြတယ်ကျွန်တော်ကတော့ရှိန်နေမှာမဟုတ်ဘူးသူ့ရဲ့ကစားဟန်ကိုသူ့စော့ဝင်ပေးမှာမဟုတ်ဘူးဒါဟာလုံးဝကွဲပြားခြားနားတဲ့ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်သူ့ကိုကျွန်တော်အပြည့်သက်အနိုင်ယူပြီးပွဲကိုအဆုံးသတ်မယ်ဗနက်ချီမှာလည်းဆိုတာတော့မပြောနိုင်ဘူးဒါပေမဲ့သူ့ကိုအနိုင်ယူမှာကတော့အသေးချာပဲဆိုပြီးတော့ပြောထားပါတယ်အခြားအင်တာဗျူးတစ်ခုမှာဗန်ပြောထားတာက3ကြီးတွေမှာသူ့ကိုကျွန်တော် KO နဲ့အလဲထိုးနိုင်မယ်လို့တွေးထားတယ်မဟုတ်ရင်တော့စစ်ပွဲတစ်ခုဖြစ်သွားလိမ့်မယ်သူလည်းအစွမ်းကိုတိုက်ခိုက်လာမှာကျွန်တော်လည်းတိုက်ခိုက်မှာပဲ3ကြီးတွေမှာအပြတ်ဖြစ်နိုင်ဖို့ကျွန်တော်တွေးထားပေမဲ့5ကြီးအတွက်လည်းကောင်းကောင်းပြင်ဆင်ထားပြီးသားပါဒီဇင်ဘာ6ရက်နေ့ကျရင်ဘလို့ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့အားလုံးဟာကစားမဲ့အစီအစဉ်တွေအားလုံးကိုကြိုတင်စီစဉ်နိုင်ပေမဲ့ပွဲလေးရောက်ရင်အကုန်လုံးကလုံးဝကွဲပြားသွားတတ်တယ်ဆိုတာသိထားဖို့လိုပါတယ်ဆိုပြီးပြောထားပါတယ်ဆိုတော့ဘန်ဒီပွဲပေါ်မှာသူ့ကိုယ်သူယုံကြည်ချက်မြင်ပါပြီးအနိုင်ယူဖို့ဆန္ဒပြင်းပြနေတာကိုတွေ့နိုင်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ရောဒီပွဲမှာဘန်နိုင်မယ်လို့ထင်ပါသလားမိမိရဲ့အမြင်လေးကိုမှန်ခဲ့ကြပါဦး